စတော်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။နုနုနယ်အော်ရီယိုပုံချန်နယ်ကနေပရိသတ်တွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရရှင်။နောက်ဆက်သူပရိသတ်တွေအတွက်ပြည့်မှန်ဇလန်းလေးတွေကိုတင်ဆက်ပေးနေကျမတို့ရဲ့ channel ကနေဒီကနေ့တင်ဆက်ပေးမယ့်ပြည့်မှန်ဇလန်းလေးကတော့ပြရစီဇလန်းလေးကိုတင်ဆက်ပေးမှဖြစ်ပါရရှင်။ဇလန်းလေးမတင်ဆက်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးပြီးတော့ဘေးက notification လေးကိုနှိပ်ပေးတော့ဖို့တောင်းဆိုချင်ပါရှင်။ဟုတ်ကဲ့ပါ။ချစ်ရပရိသတ်များအားလုံးကိုကျေးဇူးတင်ပါရှင်။ဒါဆိုရင်တော့ဇလန်းလေးကိုအခုပဲစတင်လိုက်ပါပြီ။ကျုံနာမည်ကတတိတ်ပါ။ကျုံနေတာအညာဒေတာပေါ့ဗျာ။ကျုပ်တို့ရွာကိုထနောင်ကုန်းလို့ခေါ်တယ်။အင်ဂျင်တော့တရားလောက်ရှိတဲ့ပေါ့။တကြီးကဥပိုးတင်ဗျ။လွတ်စိတ်တိုးတဲ့အဖိုးကြီးဗျာ။ကျုပ်တောင်ရွာထဲမှာရံဖြစ်လို့6ပေါင်လဲဝင်လိုက်ရသေးရဲ့ဗျာ။6ပေါင်ဆိုတာထိတ်တုံးကိုပြောတာလေ။ကျုံမိပါတွေကတော့လူချမ်းသာတွေတော့မဟုတ်ဘူးပေါ့ဗျာ။အသင်းတယ်မှာပဲ။စားနိုင်တောင်းနိုင်တယ်ရပေါ့ကျုပ်ကတော့လက်ရပါပဲယားရဲလဲတိတ်ပစင်းမအောင်တခါလေအဖေကိုလိုက်ကူတာလောက်ပဲရှိရပါကျုပ်ကလူမှုရေးသမားဗျရဲရေးရွာရေးဆိုရင်တော့ကျုံမပါလို့ပြီးတာမဟုတ်ဘူးလေဒါတည်းအလုပ်ကိစ္စတိုင်ပင်ခြင်းလို့အိမ်ဘက်ကိုရှောင်ခဲပါအောင်ကွအဲ့လိုတကူတကလာပြီဖိမန်တကပြူရတဲ့ကောင်းလေကျုံလဲရဲရေးရွာရေးလုံနေကြဆိုတော့အတားတိပြီးသားဗျကျုပ်လို့ရေးပါမစို့တက်ခက်ကိုပြီးသွားတာအဖေနဲ့မေကလည်းကျုပ်ကရွာထဲမှာအရေးပါတဲ့လူဖြစ်နေအောင်သဘောကျကြတယ်လေတိုင်းမခက်တာတခုရှိတယ်အဲ့ဒါကျုပ်ဝါဒနာလေဘာလဲဆိုတော့အာကြီးဆက်စုကျင်တာဗျကျုပ်ကဘာမစို့လွတ်သိကျင်တာလေထူးထူးဆန်းဆန်းကိစ္စဆိုရင်ပိုးတော်စိုးသေးရဲ့ဗျဘယ်ဟာမှဆွဲကြိုးချသေးလို့ဆိုရင်ဒါတီရှေ့ဆုံးကရောက်ပြီးသားပဲဘယ်သူပိုးထီလို့ဆိုရင်လဲဒါတီရှေ့ကပဲဒါတီလက်ပေါ်မှာနေစုံသွားတဲ့လူတွေမနှဲဘူးလေဒီတော့လေထနောင်းကုန်းကတရောဆိုရင်အနီနာပန်ပွေးကုန်းဝက်စုငွေရင်းကုန်းတာယာကုန်းအဲ့လိုရွာတွေကမသိတဲ့လူမရှိသလောက်ပါပဲအဲ့ဒီရွာတွေထဲမှာပန်ပွေးကုန်းကကိုပေတီးကိုတော့ဒါတရားတော်တော်ခင်တာဗျဘာဖြစ်လို့လဲဆိုတော့ကိုပေတီးကလည်းတာတိတ်လို့ပဲနေရာကဆက်နဲ့ပါတယ်လူဒါပဲသူကပြောကောင်းလှဝါဒနာပါတဲ့လူဟိုရွာဒီရွာတွေသွားဆရာတွေနောက်လျှောက်လိုက်ပြီးတော့ပညာယူဆိုပဲကိုပေတီးပြောကကူးတဲ့နောက်ကိုတာတီတစ်ခါလိုက်သွားဘူးတယ်ကိုပေတီးကဆိုတော့မဆိုဘူးဗျလူကတော့အရက်ပုပြက်ခင်းတို့အသားမဲမျက်လုံးပြူနှာခေါင်းကကြီးဒီကြားထဲမှာခန့်ညာအောင်ဆိုပြီးနှကမ်းပွေးကလည်းထားလိုက်သေးတဗျာသူနှကမ်းပွေးကြီးကလည်းအပြားကြီးဆိုတော့ခန့်ညာတာမခန့်ညာတာတော့မသိဘူးသူ့မျက်နှာကြီးကတော့ကြောက်စရာတော်ကောင်းတာပြိုပယောကချွတ်ပေးဆိုရင်အရှိနေအတွက်အနောက်နေဝင်တောင်တဲငါးကောမြောက်ထုံဝင်းတွင်ပုံချင်းခိုချင်းကန့်နေခြင်းမရှိစေရဆရာကြီးတွေရဲ့တပည့်ကျော်ငါဆရာပေသေးရဲ့အမေအခုချက်ချင်းဆိုရင်ချက်ချင်းနင်းဆိုနင်းဝင်းဆိုဝင်းကန့်ဆိုကန့်ပူးဆိုပူးပြန်အောင်မလီဗျကိုပေသေးကမိတ်ပြန်တဲဆုံးပါလက်ထဲကစီးချိန်လုံးတဲ့ကျမ်းပြင်ကိုပြန်ကနေရိုက်ချလိုက်တော့ပြောကားတွေကတော့မသိဘူးဘေးကဝိုင်းကြည့်နေတဲ့လူတွေကလှမ်းပြီးထအော်ကြတော့ပဲပြုတ်ကျုပ်တောင်လန့်သွားသေးတယ်ကိုပေသေးကတော့ခက်တီပဲဗျနှကမ်းမွေးပြပြချင်းကိုလက်နဲ့တစ်ချက်တက်လိုက်ပြီပြောကကုတဲ့မိန်းမမျက်လုံးပြူကြီးနဲ့စိုက်ကြည့်နေတာမျက်တောင်တစ်ချက်မခန့်ဘူးပြိုသူ့ရှေ့မှာကျုံလေးထားပြီးဖျားစင်ကိုလက်အုပ်ချီထားတဲ့မိန်းမလက်တွေကွေးကောက်လာတော့တာပဲလာခဲ့ငါဆရာပေသည်ရှေ့မောက်ရောက်လာခဲ့ချင်းဆိုချင်းနင်းဆိုနေကန့်ဆိုကန့်ဝင်းဆိုဝင်းအခုဝင်လိုက်စမ်းအောင်မလေးကိုပေသည်ကကျမ်းပြင်ကိုဈေးချိန်လုံးနဲ့ပြန်ကနေရိုက်လူတွေကလည်းလန့်အောင်ဒါမဲ့ကြုံကြည့်ရဲဗျသူတို့အားလုံးမျက်လုံးတွေကတော့ပြောကဘူးနဲ့မိန်းမောင်စိုက်ကြည့်နေလိုက်တာအသက်တောင်ရှူကြပုံမပေါ်ဘူးပြိုတဖြည်းဖြည်းနဲ့ကျုံထိုင်နေတဲ့မိန်းမတုံရင်ဖြစ်လာပြီအတုံရက်သွားတဲ့ချိန်မှာကျုံထိုင်ရနေစက်ကနေတမြင့်ချိန်ထားထိုင်တော့တာပဲဗျပြီးတော့ဆရာကိုပေသေးကိုလည်းစူးကြည့်နေတော့တာကိုပေသေးကလည်းဘာရမလဲပြောကကိုမျက်တောင်မခက်ပဲပြန်ကြည့်ရပြိုယောက်ျားကိုငါမိန်းမကန့်နေတဲ့ထင်တာကဲပြောစမ်းဟဲ့ကောင်မင်းဘယ်သူတော့ကိုပေသေးကလက်ထဲအားစေးချိန်လုံးကိုမြောက်ပြီးရိုက်မလို့လှုပ်ပြီးတော့မေးတာဗျဒါပေမဲ့ဝင်ပူးနေတဲ့တေးကနည်းနည်းတော့မတွုံဘူးပြိုမင်းငါ့ကိုရိုက်လိုက်လေကွာဒီမိန်းမတက်ကိုအခုချက်ချင်းနှုတ်ပြစ်လိုက်မယ်ငါ့ကိုဘာများအောက်မိနေကြတော့အေးမင်းကိုငါမြိုက်ဘူးမင်းဘယ်သူလဲဆိုတာကိုပြောငါအနောက်ဘက်တော်မှနေတဲ့ကောင်ဟဲ့အနောက်ဘက်တော်မှနေတဲ့ကောင်ကမပူကြီးကိုဘာကြောင့်ဝဲကက်နေရတော့ဟော်ရီကောင်မအာကြီးနှုတ်ကြမ်းတာငါနေတဲ့မကြီးပင်ကြီးအောင်မလာပြီစ
စတဲကြတယ်ချက်ပြုတ်စားတယ်တော်ရဲဝါလာခုတ်တိုင်းငါပိန်အောင်မှာစတဲချတာပါဇက်ကလွတ်ကျန်းတဲ့မိန်းမကွငါတို့လိုတက်ကြီးဝါကြီးတွေကိုအစားတောက်လေးတစ်လုံးကျွေးရမယ်လည်းမသိဘူးလင်ကိုဆဲလို့ဆဲရုံရုံပမာတွေကလည်းပြောလိုက်တာလိုမရောတင်းကိုကြောင်းမန်းကမ်းမန်းသိအောင်ငါလှုပ်ထားတာဒီကောင်မတနေ့သုံးကပိုင်အောင်နေမလားလိမ့်နေအောင်ခံရတာမဟုတ်လားအေးမှတ်လောက်သားလောက်ရှိအောင်ငါလှုပ်ထားတာမင်းနာမည်ဘာတူလဲငါနာမည်တော့ငါမသိဘူးတခြားတရားတွေခေါ်ကြတာတော့မွေးနီကြီးတဲ့အသက်ဘယ်လောက်ရှိပြီလဲငါအနောက်ဘက်တော့ရောက်တော့နင်တို့ရွာတီးနေရမှာတော့ရှိအောင်မရှိသေးငါတက်က400ကျော်ပြီဟာအားလုံးတန်းတော့ဖြစ်သွားကြတယ်ငါလုံရင်ဒီတို့တရွာလုံးတန်းစီသေးသွားမယ်ဘာမှတ်လဲကဲအနောက်ဘက်တော့မှနေတဲ့ကျုပ်ထက်အသက်ပုံကြီးကြီးတဲ့အမွှေးနီကြီးပြာကျုပ်ဆရာပေသီးကမြစ်တာရက်ခံပါတယ်မပူကြီးကိုကျုပ်တို့အားလုံးဝိုင်းဝန်းဆုံးပါပါမယ်နောက်ကနှုတ်ချမ်းအားချမ်းမလုပ်ဖို့မကြမ်းတမ်းဖို့ပြီးတော့ဘာမွေးနီနေတဲ့ကြီးပေကြီးအောင်မှာစတဲ့ကြချက်ပြုတ်စားတဲ့ခါတိုင်းဘာမွေးနီကိုလည်းဖိတ်မန်နေကပြုတ်ပြီးကျွေးဖို့မွေးဖို့ပြောပေးပါမယ်အခုဘာမွေးနီဘာများလို့ရှိပါသလဲကိုပေသီးကလေပြေးလေးနဲ့မြစ်တာရက်ခံနေဗျမွေးနီကြီးကိုနည်းနည်းလန့်သွားလာတော့မပြောတတ်ဘူးဗျအပြဲတမ်းတဝင်းဝဲလုံးတဲ့သူ့စေးချိန်လုံးတော့ကျမ်းမြေကိုချထားလိုက်တဲ့ဗျငါ့ကိုအမဲသားကျွေးကြဟာကျွေးပါမယ်ဗျာကျွေးပါမယ်ဘယ်လောက်များစားချင်ပါလဲ3ပိတ်သားကျွေး3ပိတ်သားဟုတ်လားကျွေးမယ်ဗျာကျွေးမယ်မနေ့ပြန်ညက်နေနွားရိုက်သွေးနဲ့ချိန်ပါဘာမွေးနေနေတဲ့ကြီးပင်ကြီးအောက်ကိုလာပို့ပေးမယ်ကျုပ်ကိုယ်တိုင်လာပို့မယ်အခုတော့ပူကြီးမကိုလှုပ်ထားတာတွေတခုမကြံပြန်ပြီးလှုပ်သားပေးပါဗျာမြစ်တာရက်ခံပါတယ်ပူကြီးမမိမွေးတိုင်းဖမွေးတိုင်းဘာမှကန့်ညီမကြံရစ်ခဲ့အောင်နှုတ်ယူသွားပါဖမွေးနေအေးကောင်းပြီငါလှုပ်ထားတာတွေငါခုပြန်သေးသိမ်းလိုက်မယ်နင်တို့ဂရိပတီလိုကတော့တရားလုံးငါသေးတတ်မယ်ဟာမလုပ်ပါနဲ့ကျွေးပါမယ်ဘေးကကြီးနေတဲ့သူတွေကလမ်းပြီးတယောက်တစ်ပေါက်အော်ကြတော့တာပေါ့ဗျာဒီအတွက်တော့စိတ်ချကျုပ်ဟာသီလသမာဓိနဲ့ပြည့်စုံတဲ့ဆရာပေသေးပါကျုပ်အာမခံပါတယ်လို့ကိုပေသေးကရုပ်တည်ကြီးနဲ့ပြောလိုက်တော့မပူကြီးတကူလုံးတစက်စက်တုံလာတော့ပဲဗျာလက်ကြီးတွေကားပြီးလေထဲကိုမြောက်တက်လာတယ်ပြီးတော့သူ့တကူလုံးကိုလက်ပွားနဲ့တက်ချတာဗျလေးငါးခါတက်ချလိုက်တော့မှပါဇက်ပြဲပြီးတန်းလိုက်တယ်မပူကြီးလည်းထိုင်နေရကနေပြော့ခွေကျသွားတော့တာပဲဟဲ့မပူကြီးကိုပေသေးရဲ့ကြဲကြဲကြီးနဲ့အော်ခေါ်တဲ့တန်းကြောင့်မပူကြီးစက်ကနေဖြစ်ပြီးခေါင်းမော့လာတယ်ကိုပေသေးကသူ့ရှိမှချထားတဲ့ရေစင်ခွက်တရားကြီးနဲ့မပူကြီးကို2ခါ3ခါတောက်လိုက်တယ်ပြီးတော့မျက်လုံးထဲကိုမျက်စင်းလို့ခတ်ပေးလိုက်တယ်ရဲ့ဗျကဲအားလုံးရှင်းသွားပြီပူကြီးနေပါဇက်ကိုဒီနေ့ကစပြီးထိမ့်ပြီးတော့နင်ကန်ကောင်းလို့မသေးတာငါလူစရာနဲ့တွေ့ပြီလို့ပေါ့တော်သူတင်ယူနဲ့တွေ့လို့ရတော့နင်သက်ပါသွားတော့ပြီဟဲ့နဲတဲ့ကောင်းကြီးမဟုတ်ဘူးခမတို့အားလုံးကြားလိုက်တဲ့အတိုင်းပဲလေဟုတ်ပါတော့ပူကြီးရဲ့နေလေဆရာကိုပေသည်ကဲလိုက်ပြီလို့ပဲနင်မလွယ်ဘူးနေပါဇက်ကလည်းကဲကျန်းတကိုကဲမနေ့ပြန်အောင်မြို့ကိုစောစောထသွားအမဲသား3ပိတ်သားဝယ်ခဲ့အကြီးတော်လုံးကြီးကပြောလိုက်တော့မပူကြီးရဲ့ယောက်ျားကိုသားတော်ဟာစိတ်ချအကြီးကျုံမတက်ကိုဝေလီလင်းထသွားပြီးဝဲလာခဲ့မယ်မနေ့ပြန်ညနေသွားရင်တော့ဆရာကိုပေသည်လိုက်ခဲ့ပါဗျာကျုပ်တို့ကြီးမသွားရဲဘူးဗျအေးပါငါလိုက်ခဲ့ပါမယ်တာတုံးရပြီးတော့မနေ့ပြန်ကြရင်ငါပြောဖက်ကြီး3-4ရောခောက်ထားကြရင်စိတ်ချကိုပေသည်ကျုပ်တို့အားလုံးအစင်သက်လှုပ်ထားလိုက်ပါမယ်ပြောကထုတ်တဲ့ပွဲကတော့အောင်မြင်ကိုပြီးသွားတာပဲဗျနေတိုင်းပိုင်းအောင်လို့အော်နေရဲ့မတ်မှုကြီးလဲယူပြစ်သလိုကိုပျောက်သွားတာဗျရွာသားတွေအားလုံးအံ့ဩကြတာပေါ့ဗျာကိုပေသည်ရဲ့တရင်ကလည်းကြော်ထွက်လာတာပေါ့ဗျာဟိုရွာလာခေါ်ဒီရွာလာခေါ်နဲ့လက်တောင်မလဲဘူးဆိုပဲကျုပ်လဲနောက်ပိုင်းတော့ကိုပေသည်နဲ့တိတ်မတွေးဖြစ်တော့ပါဘူးဗျာတနေ့တော့ကျုပ်လဲပြင်းပြင်းရှိရနဲ့မကြီးပင်အောက်ကကို့ပြမတုံလုံးလဲနေခဲ့တာဗျကိုကြီးတာတေးဟေးလာကွာဘယ်သူတော့ဟာလာခဲ့ငါဒီမှာရှိတယ်ကျုပ်ကမကြီးပင်အောက်ကအတန်ပြုတ်လိုက်တော့ဝိုင်းထဲကိုကောင်လေးတယောက်ဝင်လာတယ်ဟာမြက်ပြူးပါလားလာလေကွာမြက်ပြူးကကျုပ်လဲနေကို့ပြက်ဆက်မှဝင်ထိုင်လိုက်တယ်ကိုကြီးတာတေးရွာပြင်ဘက်ကကျဲပေါ်ပါလူကြီးတယောက်ရောက်နေတယ်အဲ့ဒီလူကြီးကပြောခိုင်းလိုက်လို့ကျုပ်လာပြောတာဟေးဘယ်သူတော့ကွကျုပ်လည်းမသိဘူးဗျကျုပ်တို့ထထောင်ကုန်းကတော့မဟုတ်လူပုံလဲပြောအောင်လေအသားမဲမျက်လုံးပြူနှကမ်းမွေးကြီးနဲ့ဗျလူပုံစံကတော့တမျိုးကြီးပဲကိုကြီးတာတေအော်အရက်ပုပ်လားဟုတ်တယ်အရက်ပုပ်နဲ့လူကြီးဗျအော်ငါသိပြီမြတ်ပြူအဲ့ဒါကိုပေသေးပဲအေးငါသွားလိုက်မယ်
ဒီလူပါများကိစ္စရှိလို့ပါလေမျက်ပြူးပြန်သွားတော့ကျုပ်လည်းပစိုးတက်တဲ့ပကုံးမော့တင်ပြီးထွက်လာခဲ့တယ်ရွာပြင်အားကျဲပေါ်ရောက်တော့မျက်စိကြည့်မိတ်ပြီးတော့တရားထိုင်လို့ပါလို့လုံးနေတဲ့ကိုပေတီကိုတွေ့လိုက်တယ်ကျုပ်ချေတန်းကြတော့မျက်စိပြူးပြူးချင်းကိုဖွင့်ကြည့်ပြီးဟာတာတေလာကွာငါမင်းနဲ့တွေ့ကြလို့လာခဲ့တာကွာကိုပေတီကလည်းဗျာရွာထဲဝင်ခဲ့ရင်ပြီးရောအိမ်လဲတည့်ရသားနဲ့ကဲလာအိမ်ကိုသွားမယ်ကိုပေတီကကြပြကြလက်ကပြတယ်ဗျမဟုတ်ဘူးလေတာတေရဲ့ဆရာသမားတွေကရွာတရားကိုဝင်ကျင်တိုင်းဝင်ထွက်ကျင်တိုင်းထွက်လို့မကောင်းဘူးလေကွာရွာတိုင်းမှာရွာသူဆိုတာရှိတယ်ရွာเจ้าတွေရှိတယ်သူတို့ကိုအကြောင်းပြုပြီးမှဝင်လို့ထွက်လို့ရတာကွာဒါကြောင့်အလုံးရှုပ်လို့မဝင်တော့တာဒီမှာပဲပြောကြကိစ္စကိုပြောကြတာပေါ့ကွာဩဒါကြောင့်လားကဲဒါဆိုလဲဒီမှာပဲပြောကြတာပေါ့ဗျာကိုပေတီကသူ့လွယ်ကြီးတွေကတနက်ဖက်စလိတ်အတစ်တလိတ်ကိုထုတ်ပေးပြီကဲစလိတ်လေးဖွာလိုက်ပါအောင်ကွာအမောပြေပေါ့အဲ့လိုပြောရင်မိခက်လေးကိုထုတ်ပေးသေးဗျာကိုပေတီကိုင်နေကြမိခက်လေးဗျတနုဖြူကလောက်တဲ့ကျေးဝါမိခက်လေးကျုပ်ကလည်းစလိတ်မီးညစ်ပြီးတစ်ဖွာနှစ်ဖွာဖားလိုက်တယ်ကိုပေတီကစကားစားတယ်ငါလာတာကိစ္စတစ်ခုရှိလို့ကွာတာတဲ့ဟာဒီနေ့မနေ့စောကြီးကတို့ရွာတောင်ဘက်ကငွေရင်းကုန်းမှာကောင်မလေးတယောက်ပိုးထိပြီးတေးသွားတယ်ကွာကိုပေတီငွေကုနိုင်တာပဲသွားမကုဘူးလားငါ့ကိုလာပေးလို့လိုက်သွားတယ်လေဒါပေမဲ့ငါရောက်တော့မမီတော့ဘူးတာတဲ့ဟာကောင်မလေးဆုံးသွားပြီအိုးဖြစ်မှဖြစ်ရလေဗျာအေးမွေးစိတ်ကတကူလုံးပြတ်နေပြီကွာငါရောက်တော့တိတ်လုံးငိုနေကြပြီငါလည်းအိမ်ပေါ်မတက်တော့ဘူးလေကွာလဲပြန်လာခဲ့တယ်အဲ့ဒီမှာငါရန်အံ့ဩသွားတာကွာဟမ်ဘယ်လိုဖြစ်လို့လဲဒီလိုကွာတာတဲ့ဟာဒီနေ့တနင်္ဂနွေနေ့မဟုတ်လားဟုတ်တယ်လေဗျာဒီနေ့တနင်္ဂနွေနေ့အေးကောင်မလေးဆုံးတာမနေ့9နာရီထိုးလောက်ကွာအဲ့ဒါတနင်္ဂနွေအခါပဲကွာပြီးတော့ဒီနေ့ကပြာသူလာစမ်းတည့်ရလေပိုးထီရဲ့ကောင်မလေးအသက်ကစက်ကြောင်နဲ့တဲ့အပြိုစစ်စစ်ပဲနာမည်ကအေးဝင်းနဲ့တနင်္ဂနွေသမီးတဲ့ကွာဟမ်အဲ့တော့ဘာဖြစ်တော့ပြကိုပေသေးရဲ့ဟာအဲ့ဒီမျိုးကအင်မတန်ကြုံတောင်ကြုံခဲကွာတာတေးရပေးရစေကွာပေးရစေညာပေးရစေဟုတ်လားကိုပေသေးဟုတ်တယ်လေကွာပေးရစေဖော်လို့ရတယ်ကွာပေးရစေဆိုတာတကယ်ကောရှိလို့လားဗျဟဲ့ကောင်တာတေးရရှိရပေါ့ကွာသိရှိရပေါ့ပေးရစေဆိုတာယောက်ျားမိန်းမကိစ္စရင်ပြောတာမဟုတ်ဘူးကွာကိုပြောသည်ဗျအောင်နာကွာလိုချင်တာအကုန်ရတာကွာစီပွားရေးလုပ်ရင်မင်းတထေးဖြစ်ပြီပေါ့ကွာမင်းမလိုချင်ဘူးလားအာဒီလိုဆိုရင်တော့လိုချင်တာပေါ့ဗျဒီစည်းသားရရင်မျိုးတက်ပြီးပဲပွဲုံနှမ်းပွဲုံထောင်ပြစ်လိုက်မှာပေါ့ဗျာကဲပြောဗျာကိုပေသည်ဘယ်လိုလုပ်ရမှာလဲဟာဒါတွေငါတက်ပါတယ်ကွာငါပိုက်ပါတယ်အေးအခုလိုမျိုးလာတလားရဲ့လာစမ်းတရက်မှာတနင်္ဂနွေကြဖို့အဲ့ဒီတနင်္ဂနွေကြားတဲ့လမှာတနင်္ဂနွေခါမှာတနင်္ဂနွေသမီးအပြိုစဲစဲတယောက်အစိမ့်သေးဖို့ဆိုတာတွေကကြုံဖို့မလွယ်ဘူးကွာအခုတော့ကြုံပြီဟဲ့စောစောကပဲသူတို့အာသူပါချလိုက်ကြပြီမြုပ်ထားတဲ့မြေပုံတေးသေးချာမှတ်ပြီးမှငါမဲစီလာခဲ့တာကွာဟမ်ချက်ချင်းတကြိုးတာလားဟာဒါမျိုးကရံမထားကြဘူးကွာအစိမ့်သေးလေချက်ချင်းချရတယ်ရက်ထားရင်ရွာခိုက်တတ်တယ်ကွာဩဒီလိုလားအေးညာမိုးချုပ်တာနဲ့မင်းပေါတူတလက်ဆွဲပြီးငွေရင်ကုန်တုတ်တန်ကိုလာခဲ့ပြီတော့ငါလည်းပေါတူတလက်ယူခဲ့မယ်ပြီးတော့လူရာတွေအားလုံးငါယူခဲ့မယ်မင်းလာရဲ့လားတာတေးဟာကိုပေသေးရလဲတာတေးပါဗျဒီလိုထူးထူးဆန်းဆန်းကိစ္စမျိုးဆိုရင်တာတေးတို့ကအခုလားဆိုတာမျိုးဗျာစိတ်သာချညကြရင်ကြုံရောက်လာမယ်အေးကောင်းပြီတို့ကတကောင်မကြော်ခင်လောက်ရမှာနော်ဟိုဘက်ရက်ကိုကူးရင်မအောင်တော့ဘူးသိလားဩဒီလိုလားတနင်္ဂနွေမကြော်ခင်အပြီးစီရင်ရမှာပေါ့အေးဟုတ်တယ်တာတေးဟာကဲငါကြွားပြန်ပြီးတော့စီစဉ်ကြရှိရတယ်စီစဉ်လိုက်အောင်မယ်ကိုပေသေးပြောဆိုတဲ့လွယ်ကြီးလွယ်ပြီးထွက်သွားတယ်ကျုပ်လဲရွာကိုပြန်လာခဲ့တာပေါ့ကိုပေသေးပြန်သွားတော့ညနေ4 နာရီလောက်ရှိနေပြီဗျကျုပ်လဲမကြီးပင်အောက်ကကွက်ပြမှာအသာပြန်ထိုင်းပြီကိုပေသေးပြောတာတွေကိုပြန်တွေးနေမိတယ်ပြီးရစေဆိုတာတကယ်ရှိရကိုဒီစေးရရင်ပြောတိုင်းအောင်ဆိုပဲပြီးပြီပေါ့ဗျာတာတေတယောက်တထေးဖြစ်ပြီပေါ့ဗျာကျုံမျက်စီထဲမှာအခုကိုမြင်နေပြီဗျကျုပ်ကအင်ကြီးကောင်းစားပစိုးကောင်းနေနဲ့ကျုပ်ပိုင်နဲ့ပဲပွဲကြီးရှိရမော်တော်ကားတစ်စီးပေးမှာရက်လို့ဗျာပဲပွဲုံနဲ့မရလဲဗါတယ်တာတေပဲနန်းရောင်းဝယ်ရဲဗျာကျုပ်လုံသမားတွေကလည်းပဲအိတ်နှမ်းအိတ်တွေထမ်းလို့ပေါ့ဗျာဟဲ့တာတေငုတ်တုတ်ကြီးထိုင်ပြီးပြုံးပြုံးကြည့်တော့ဘာတွေမှသဘောကျနေရတော့ဒါလေးထမင်းစားအောင်အမေအော်တန်ကြားလိုက်တော့မှကျုပ်လဲလက်ပြီးအတွေးတွေချက်သွားတော့တာပေါ့ဗျာငကားစိတ်ပေါ်လိုက်တလိမ့်လေးဖွာရင်ပေါတူးကိုမကြီးပင်ရဲမှထောင်ထားလိုက်တယ်3000တိုးဓမီကိုလည်းမတိမသားကြောက်ယူထားလိုက်တယ်မိုးစုံစုံချုပ်ပြီးဆိုတော့မှတ
တံမီလေးခါမှထိုးပြီးပေါတူကိုပကုံးမှတန်းပြီးကျုပ်ထွက်လာခဲ့တယ်လောက်ွယ်ညာဗျကျေအောင်လေးလောက်ပဲရှိတာဒါပေမဲ့ဒီလမ်းတွေကကျုပ်ဖို့တော့ကြိုက်တဲ့ချိန်ထသွားနေကြလမ်းတွေပါပဲဗျာငွေရင်းကုန်းတုတ်တန်အောင်ရောက်ဖို့ဆိုရင်ဗန်ပွေးကုန်းဘက်ကိုရင်သွားရမယ်ပြီးတော့ဗန်ပွေးကုန်းတောင်ဘက်ကညောင်ချက်ပင်ကြီးရောက်ရင်အနောက်ဘက်ကိုချိုးချလိုက်ရုံပဲလေစုစုပေါင်း2 နာရီလောက်တော့သွားရမယ်ထင်တယ်ကျုပ်လည်းပေါတူတစ်လက်ထမ်းပြီးတုတ်ချေတင်ရတော့တာပေါ့ဗျာတစ်ချက်တော့ကြော်တွေကစိတ်သွားတာဗျပြရစီလိုချင်တဲ့ဇော်ကကတ်နေတော့တိမ်မကြောက်လာဘူးပေါ့ဗျာဗန်ပွေးကုန်းတောင်ဘက်ကညောင်ချက်ပင်ကြီးအောက်ရောက်တော့တစ်ပင်ကြီးပေါ်ကဈေးကွက်တကောင်လားမသိပါဘူးထအော်လိုက်တာစက်သိန်းတွေပြန်ကလေးထသွားလိုက်တာစိတ်ထဲကနည်းနည်းကြောက်လာလိုက်ပြရစီအကြောင်းတွေးလိုက်တယ်အနောက်ဘက်ကိုချိုးလိုက်တယ်ငွေရင်ကုန်တုတ်တန်ရှိရဲ့ပတ်ပေါ့ဗျာကိုပေတီးကြီးရောင်နေလောက်ပြီးထင်ပါရဲ့ငွေရင်ကုန်တုတ်တန်ရောက်တော့တစ်ပင်အုပ်ကြီးတွေနဲ့တော်တော်မှောင်ရိပ်ကြနေရဗျရုတ်တရက်ကြီးခွေးဥတန်ကိုကြားလိုက်ရတော့ကျုပ်စပင်းတွေတော့ထောင်သွားသလားတို့တာထင်လိုက်ရတယ်ကျုပ်လည်းခါကြဓမီလေးထုတ်ပြီးထိုးရတော့တာပေါ့ဗျာဝေပါကင်းပါရှိသေးတယ်မို့လားဓမီနဲ့ဟိုထိုးကြီးထိုးလုပ်ပြီးတုတ်တန်ရက်ကိုရှာရတာပေါ့ကိုပေတီးရောက်နေရင်လေကျုပ်လာတာကိုတွေ့အောင်ပေါ့ဗျာမီးထိုးပြီးဇရက်ကိုရှာရတာလေဟောတွေ့ပြီကိုပင်အုပ်ကြီးတွေအောက်မှာဇရက်လေကျုပ်ဇရက်ပေါ်ရောက်တော့ကိုပေတီးကိုရှာလိုက်တယ်မတွေ့ဘူးဗျခွေးအုပ်ကြီးရုတ်တရက်ထွက်လာပြန်တော့ကျုပ်ပြက်လန်းသွားတာဗျာမပြောပါနဲ့တော့မဟုတ်သေးပါဘူးကိုပေတီးကကြိုပြီးရောက်နေရမှာပါဘယ်လိုဖြစ်လို့နောက်ကျနေပါလဲဇရက်နောက်ဘက်ကတိတ်ကိုင်းချောင်းတက်နေတန်ကိုကြားလိုက်ရလို့ကျုပ်ချက်ချင်းလန့်ကြည့်လိုက်မိတာပေါ့အော်ကိုပေတီးကရောက်နေတာကိုဇရက်ပေါ်တက်လာတဲ့ကိုပေတီးကိုကျုပ်ကကိုပေတီးမြောက်သေးဦးမှတ်လို့ဗျငါရောက်နေရကြပါပြီကွာတနေ့ကနေသမီးကိုထားတဲ့တင်းကြအောင်သိကြအောင်သွားကြည့်ရပါတို့တိတ်တူးရမှာမဟုတ်ပါဘူးမြုပ်တဲ့သူတွေကခတ်ဖို့ပါပဲဖိုးခဲ့ကြတာကိုပေတီးကစေပေါ်လေးကိုမိညှိပြီးဖွာနေဒီတော့မှပဲခက်လဲလဲကခွေးဥတန်ကြီးထွက်လာပြန်နေဗျဒီကခွေးဥတန်ကပြောင်းမသွားပဲကျုပ်တို့ဘက်ကိုလာနေသလိုပဲကျုပ်ခွေးဥတန်ကိုနားဆွင့်နေတော့မှပဲကဲတတီငါတို့အလုံးစားလုပ်ကြရအောင်ကိုပေတီးကပြောဆိုထားလိုက်တယ်ကျုပ်လည်းပေါတူကိုဆွဲပြီးတော့ထားလိုက်တယ်ငါပေါတူကမြေပုံနားမှာထားခဲ့တယ်ကျုံနဲ့ကိုပေသည်မြေပုံနားကိုရောက်တော့ဒီမြေပုံမဲကွဒါတန်နုကနေသမီးရဲ့မြေပုံလေကိုပေသည်ကမြေပြင်ကိုထိုင်ချလိုက်တယ်သူယူလာတဲ့မီးရိပ်လေးကိုပန်ပြောင်းမှပြီးမီးထွန်းလိုက်တယ်မီးရိပ်လေးကတင်မော်ရီမှာသုံးတဲ့လေးကပါတဲ့မီးရိပ်လေးဗျကဲမင်းတို့တမီးကိုချထားလိုက်တာတီလိုပါပဲတမီးသုံးကွအဝေးကလှမ်းမြင်နိုင်တယ်ကျုပ်တို့ညပစိုးခတ်တို့ပြင်ဝင်လိုက်ကြပြီမြေပုံကိုတူးဖို့လောရတာပေါ့ဗျာဒီမှာရင်ကိုပေတီးကမြေပုံရဲ့ခေါင်းရင်းကသွားပြီးရက်လိုက်တယ်အရှိန်နေထွက်အနောက်နေဝင်တောင်တန်ငါးကောမြောက်တွင်ဝင်တွင်ကျုပ်စရာပေသည်အမိန်ပြန်တဲ့ရောက်ရှိစေသည်ကျုပ်စရာပေသည်ဟာ9ရက်သားသမီးတွေရဲ့အကျိုးလူလာတဲ့အားနဲ့ဒီဒုနုကနေသမီးရဲ့အကူအညီကိုယူလိုပါတယ်ဒီကလေးမရဲ့ဝိညာဉ်ကိုဟန်တားကြတာထိမ့်သိမ်းထားခြင်းလှည့်ပြားခြင်းမရှိစေရဒုနုကနေသမီးတင်းသည်ရောက်ရရက်ကနေအခုချက်ချင်းကျွန်ုပ်ထံသို့အရောက်လာခဲ့ရမယ်ကျုပ်စရာပေသည်အမိတ်ကိုပေသည်ကလက်ထဲမှာကင်ထားတဲ့သူ့ရဲ့စေးချိန်လုံးနဲ့မြေပုံမမို့ကြီးကိုပြန်ကလေးမြောင်ရိုက်လိုက်တယ်ဗျကဲတာတေးတူကြဆိုဟေးမိရဲ့အလင်းရောင်လေးနဲ့ကျုပ်တို့ညောင်တင်းချိုင်းကိုစပြီးတူးတာပေါ့ဗျာတော်တော်လေးတူးပြီးတော့ဖြည်းတက်တောင်ထိနေပြီကွကျုပ်တို့ညောင်ချွေးတွေပြန်လာတဲ့အချိန်လောက်မှာပဲတက်တာကောင်းကြီးပေါ်လာတာဗျရုတ်တရက်တကြိုရတာဆိုတော့အကောင်ကကျန်းထဲကြီးပေါ့ဗျာတာတီခေါင်းကိုဖိမယ်ဟေ့မင်းနောက်စုပ်ကျုပ်တို့ညောင်ဖော်ထားတဲ့တက်တာကောင်းကြီးကိုကာယာခွရက်ပြီးကိုပေတီကအသင်ယူလာတဲ့တန်ကလောနဲ့ခေါင်းပုံကိုဖိနာဗျအေးရပြီကွပွင့်ပြီပြောဆိုတဲ့ကိုပေတီကခေါင်းပုံကြီးကိုမပြီးတူးထားတဲ့မြေကြီးပုံပေါ်ကိုတင်လိုက်တယ်မိအောင်မှာကျုံမြင်လဲရတာဒီကိုယ်လုံးပဲပြနေတဲ့ခလေးမလေးရဲ့အလောင်းဗျမအေးဝင်းနဲ့တနာပါရဗျာသူခမအရွယ်ကောင်းလေးရောက်မှသေရတာကိုပေတီကတော့သူ့လွယ်အေးကြီးကိုယူပြီးအထက်ကကြောက်ပြင်လေးကိုထုတ်လိုက်တယ်ပြီးတော့တနခါတုံးတုံးရေထဲထားတဲ့ရေပလင်းတစ်လုံးအလောင်းရဲ့ရင်ဘတ်ပေါ်ကြောက်ပြင်တင်တယ်ကြောက်ပြင်ပေါ်မှာတနခါတုံးလေးတင်ထားတယ်ရေပလင်းကလည်းဘေးမှာထောင်လို့ဗျတနင်္ဂနွေသမီးအေးဝင်ဆရာခေါ်တယ်အခုချက်ချင်းရောက်လာဘယ်သူမှမဟန့်တားစေရငါဆရာအမိတ်ကျုပ်လည်းမျက်လုံးကိုပြူးနေအောင်ကြည့်တာပေါ့ဗျာဘာမှတော့မထူးကြဘူးဗျအလောင်းကလည်းငြိမ့်နေတာပါပဲဗျတနင်္ဂနွေသမီးငါဆရာပေသည်အမိတ်အခုချက်ချင်းလာခဲ့ဒီကိုရဲကိုဝင်လိုက်အခုပြန်ဝင်လိုက်အနောက်ဘက်ကလေးတစ်ချက်ဝေးတိုက်သွားတယ်ဒီကိုယ်လုံးစိတ်ကနေဖြစ်သွားတော့ကျုပ်တတိထားမိလိုက်တယ်
ဇွဲငင်ဦးလိုက်တဲ့ခွေးဥတန်ကြီးတသက်ထွက်လာပြန်တယ်။ဇရက်ခေါမိုးပေါ်ငှက်တကောင်ထားပြန်သွားတဲ့အတန်ကိုလည်းကြားနေရတယ်။ခွေးဥတန်ကမရက်တော့ဘူးဗျ။ဇက်တိုက်ကိုထွက်နေတော့တယ်။အနာကတစ်ပင်တွေပေါ်မှာအိတ်တန်းတက်နေတဲ့ပြိုင်းတွေတောင်ထားပြန်ကုန်တယ်ဗျ။တခုခုပဲဆိုတာတော့ကြုတ်တွေးမိတယ်။မိအောင်ဖြော့ဖြော့လေးအောက်မှာတကူလုံးပဲပြနေတဲ့လူသေးအလောင်းကြီးဗျ။ပြီးတော့မြေချင်းပေးမှထားပြီးတထွတ်ထွတ်နဲ့အမိတ်ပေးနေတဲ့ဆရာကိုပေးသည်။တင်းချိုင်းတစ်ပြင်းလုံးဟိန်ထွက်နေတဲ့ခွေးဥတန်ကြီးတပြန်ပြန်ထနေတဲ့ငှက်တွေရဲ့အတန်တော်တော်ချောက်ချားစရာကြီးပါဗျာကျုပ်ဖြင့်စက်သိန်းတွေတပြန်ပြန်ထနေတာပေါ့ဗျာဟာဒီတော့မှပဲကျုပ်လုံးဝမတင်တာတကူဖြစ်သွားတယ်ဗျကျုပ်ဆိုတာတကူလုံးစက်ကနေတုံသွားတာပဲပြုတ်ဘာဖြစ်လဲသိလားအလောင်းကြီးကမျက်စိတွေဖြက်ကနေပွင့်လာတာဗျဟုတ်ရဲ့လားလို့ကျုပ်သေးချာကြည့်တယ်ဟုတ်ပါဗျာမျက်လုံးကြီးတွေပြူးနေရပဲပြုတ်အေးဟုတ်ပြီတနင်္ဂနွေသမီးရောက်ပြီဟုတ်ပြီငါဆရာအမိတ်ထားလိုက်ထားထိုင်လိုက်ဆရာကိုကူညီရမယ်ထားဟောဗျာထားပြီပြို့ထားပြီအလောင်းကမျက်လုံးပြူးကြီးနဲ့ထားထိုင်နေပြီဗျာအောက်မလီတကယ်ကိုထိုင်တာဗျဟုတ်ပြီတနင်္ဂနွေသမီးတနက်ကားတော့ကင်လိုက်ဟုတ်ပြီကင်လိုက်ရေထက်ငါဆရာအမိတ်သွေးဟုတ်ပြီသွေးဟာသွေးတယ်ပြို့သွေးတယ်ဒါဆိုရင်ပြရစီရတော့မှာပေါ့ကျုပ်ဝမ်းသားတယ်လို့ဖြစ်သွားတယ်ဗျသွေးတနင်္ဂနွေသမီးအားလေးဆိုင်ပြီးသွေးခွရေထက်ဦးလေရေထက်ကိုပေသေးအမိတ်တွေတိုးပေးပြီးအလောင်းကောင်ကိုခိုင်းနေလေအလောင်းကတနက်ခါတော့သွေးတယ်ဗျသူခိုင်းလို့ရေတော့ထမ်းမထည့်ဘူးကျုပ်သေးချကြည့်တယ်တနက်ခါတွေထွက်နေတယ်ဗျရေထဲဆိုထဲ့လေကိုပေသေးအမိတ်တန်နဲ့ခိုင်းနေဗျအလောင်းကကိုပေသေးကိုမျက်လုံးပြူးကြီးနဲ့မောကြည့်တယ်အောင်မလီကျုပ်ဖြစ်တုံသွားတာပဲဗျကိုပေသေးကအမိတ်ပေးနေပေမဲ့အလောင်းကရေမထည့်ဘူးဗျကျုပ်စိတ်ထဲမှာတော့အလောင်းကနည်းနည်းပုံပြောင်းသွားသလိုပဲဗျကိုပေသေးကိုမကြင်တတ်သလိုကြည့်နေတယ်ကိုပေသေးကသူ့ရဲ့စေးချိန်လုံးနဲ့ရွှဲပြီးတော့ထပ်ခိုင်းနေဗျာကဲအခုရေထည့်လိုက်စမ်းဒီလိုတော့ဟုတ်သားဗျအလောင်းကရေပလင်းကိုယူရေထည့်တယ်ဗျကိုပေသေးကပလင်းခက်လက်အရွယ်တလုံးကိုအဖုံးမှာအပေါက်ကလေးဖောက်ထားတာဗျရေကအနေတော်ပဲကြတာသွေးတယ်ပြို့တနခါတော့တော်တော်ထွက်နေပြီဗျဟုတ်ပြီသွေးရေထည့်လိုက်အောင်ကိုပေသေးကရေထည့်ခိုင်းတယ်ဒါပေမဲ့အလောင်းကမထည့်ဘူးဗျတနကားသွေးတော့မရက်ဘူးသွေးနေတယ်ကိုပေသေးကချိန်လုံးကိုအပေါ်မြောက်ပြီးအမိတ်ပေးနေပေမဲ့ဒီတကားတော့မရတော့ဘူးကိုပေသေးကလည်းအမိတ်တွေပေးတာပဲဗျဒါပေမဲ့အလောင်းကတိတ်ပြီးမနာခံသလိုပဲမျက်လုံးပြူးကြီးနဲ့ကိုပေသေးကိုမောကြည့်နေရဲ့ဗျကိုပေသေးတတိလဲထားအောင်ဗျအဲ့လိုကျုပ်ကတတိပေးလိုက်မိတယ်စိတ်မပူနဲ့တာတင်ဒါတော့ကတော့ပေသေးတော့မမှုဘူးကွာဟဲ့ကောင်မအခုရေထဲစမ်းငါမိတ်ကိုပေသေးလေတန်းပြောင်းသွားပြီးခက်ကြမ်းပြောပြီးခိုင်းလိုက်တယ်အလောင်းကတနခါသွေးရအောင်မရက်ဘူးဗျာရေတော့ထက်မထင်တော့ဘူးအလောင်းကခေါင်းထဲမှာပဲရှိနေရဗျပလက်ကနေထားထိုင်နေတာခြေထောက်တွေကကျင်းထားတဲ့အတိုင်းပေါ့သူ့ပေါင်ပေါ်မှာကြောက်ပြင်းတင်ပြီးသွေးနေရလေကိုပေသေးကစိတ်မရှိတော့ပဲဒီကောင်မတော့ငါထားတဲ့ရင်နောက်တစ်ခါထက်သေးအောင်မယ်ခိုင်းတဲ့အတိုင်းမလုပ်ဘူးအဲ့လိုပြောပြီးကိုရှိကုန်းလိုက်တယ်ပြီးတော့လောင်းပေးမှာတုံးလုံးလဲနေရေပလင်းလေးကိုလှမ်းပြီးကောက်တယ်ဒီမှာရင်မထင်တော့ပဲမျောလင်းတာတွေဖြစ်သွားတော့ပေါ့ဗျာအလောင်းရဲ့လက်တစ်ဖက်ကလေထဲကိုမြောင်းတက်လာပြီးကိုပေသေးရဲ့ခေါင်းဝစပင်ကိုစက်ကနေဆွဲချလိုက်တယ်ကိုပေသေးအရှိန်လုံးပြီးခေါင်းပေါ်ကပြုတ်ကျသွားတယ်အလောင်းရဲ့လက်တစ်ဖက်ကကိုပေသေးရဲ့စပင်ကိုဆွဲထားပြီးလက်တစ်ဖက်ကကြောက်ပြန်ကိုကပြီးထူတော့တာပဲဗျာဟာငါတနင်္ဂနွေသမီးမဟုတ်ဘူးငါမဖဲဝါဟဲ့နေလို့ဆရာများငါတင်ကြိုင်းတဲ့ကိုလာပြီးစွာရတယ်လို့ဟာမဖဲဝါဆိုပါလားတင်ကြိုင်းဆောင်မဖဲဝါဆိုတာထင်တယ်ကျုပ်တယောက်တည်းအတွေးနဲ့ပြောတဲ့စကားဗျကိုပေသေးကကောင်းဝသွေးမြေမကောင်းထွက်လာတာပေါ့ဗျာတတေပြေတော့ဘလုံးပရိတန်ကြီးနဲ့ကျုံအောင်လိုက်တဲ့ကိုပေသေးရဲ့စကားလေးကြားရောကျုပ်လည်းဘာပြောကောင်းမလဲပေါက်တူးလေးကိုပြေးဆွဲပြီးတကြိုးတဲ့တုတ်တော်တာပေါ့ဗျာမဖွဲဝါရဲဟေးငါကိုစမ်းကျင်တဲ့ကောင်ကဲဟာအဲ့တဲ့တန်ကြီးဟာကျုံနောက်ကိုပြေးလိုက်လာသလိုပဲဗျကျုပ်လည်းမနာရန်ပြေးလိုက်တာခါးကြမှာထိုးရတဲ့ဓာမီလည်းဘယ်နာကြခဲ့မှန်းတော့မသိတော့ပါဘူးဗျာလမ်းမှာလည်း3ခါလောက်ချော်လဲသေးရဲ့ဗျဘုံကနေလဲလိုက်ကုန်းထားပြီးပြေးလိုက်နဲ့အိမ်ကိုဘယ်လိုရောက်လာမှန်းမသိတာပါဗျာနောက်တစ်နေ့ရောက်တော့ငွေရင်ကုန်တုတ်တန်မှာအလောင်းပေါ်ပြီးစေးစီရင်နဲ့ပြောကားစရာကိုပေသေးမြေချင်းထဲမှာမောက်ကိုကြီးတည်နေတဲ့တဲ့တင်ဟာတော်မီလို့ပြက်နေတာတော့ဗျာကျုပ်တို့ထနောင်းကုန်းမှာလဲဒီတဲ့ပဲပြောနေကြတာပြုတ်ကိုပေသေးခေါင်းတစ်ခုလုံးဟာချိန်မွပြီးအုံနောက်တွေတောင်ထွက်ကြနေရဲဆိုပဲကိုပေသေးဘယ်လိုဖြစ်ပြီးသေးတယ်ဆိုတာကိုဘယ်သူမှအတိအကျမသိကြဘူး
အလောင်းကတော့မြုပ်ထားတဲ့အတိုင်းမလုံရှက်ပဲတဲ့ဗျကျုပ်လည်းတရင်မျိုးစုံကြားရပေမဲ့ဘာမှမသိသလိုနေရတာပေါ့လေအခုဆိုရင်ကိုပေသေးသေးတာကြားခဲ့ပါပြီအဲ့ဒီညကျုပ်ပါခဲ့တယ်ဆိုတော့အခုချိန်ထိဘယ်သူမှမသိကြဘူးဗျခမတယောက်ကလွှဲရင်ပေါ့လေဇလန်လေးဟာဒီမှာရင်ပြီးဆုံးသွားပါပြီနောက်ဆင်ပေးတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်တက်လည်းဘယ်လိုဇလန်ကောင်းလေးတင်ဆက်ပေးသွားမလဲဆိုတာစောင့်မျှော်ရင်နားဆင်ပေးပါအောင်ရှင်